Annie Rich Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်တီတီကဒီတစ်ပတ်တော့ထူးထူးခြားခြားလေးဖြစ်သွားအောင်ညီမ၃ယောက်အကြောင်းကိုပြောပြမယ်ဟိုးရှိတော့ပေါ့ကွယ်အင်္ဂလန်နိုင်ငံမြောက်ပိုင်းအိမ်ဝလေးတစ်လုံးမှာအတူတကွနေထိုင်တဲ့ညီမ၃ယောက်ရှိရဲကွယ်အဲ့ညီမ၃ယောက်ရဲ့နာမည်ကတော့ Charlotte, Emily နဲ့ Anne တို့ပဲဖြစ်တယ်။သူတို့ညီမ၃ယောက်ကလှုပ်ရှားအများပြမရှိတဲ့အတွက်စိတ်အပန်းဖြစ်တဲ့သဘောအနေနဲ့ကြပြားတွေပုံမြင်တွေကိုရေးလေးရှိရဲ။ဒီလိုနဲ့တနေ့ Charlotte ကနာမည်ကြီးအင်္ဂလိပ်ကြပြားဆရာတဦးစီကိုတွားပြီးတော့သူ့ရဲ့ကြပြားတွေကိုဝေဖန်သုံးသပ်ခိုင်းမယ်လို့ဆုံးဖြတ်ခဲ့တာပေါ့ကွယ်။ဒါပေမဲ့အဲ့ဒီဆရာကြီးရဲ့သုံးသပ်ချက်ကတော့ငါမင်းရဲ့ကြပြားတွေကိုမကြိုက်ဘူး။စာပေအမှုပညာကိုလုပ်တယ်ဆိုတာလေယောက်ျားလေးတွေရဲ့အလုပ်မိန်းကလေးတွေနဲ့မသက်ဆိုင်ဘူးလို့ပြောခဲ့တယ်။ဒါပေမဲ့လည်း Charlotte ကဆက်ပြီးတော့ကြပြားတွေရေးခဲ့တာပေါ့ပဲဒီလိုနဲ့တညမှာတော့ Charlotte ကစပွဲခေါ်ပါရှိတဲ့ Emily ရဲ့ကြပြားစာအုပ်လေးကိုတွေ့ခဲ့တယ်အဲ့ဒီကြပြားစာအုပ်လေးကိုဖတ်နေနဲ့ဒီလောက်ကောင်းတဲ့ကြပြားတွေကိုမင်းဘာလို့ငါတို့မပြတာလဲလို့ပြောတယ်Emily ကတော့သူ့ရဲ့ခွင့်ပြုချက်ကိုမတောင်းမနဲ့သူ့ရဲ့ကြပြားကိုဖတ်တဲ့အတွက်အရာကိုစိတ်ဆိုးနေတာပေါ့ကွယ်ဒါပေမဲ့ Emily စိတ်ပြေသွားတဲ့အချိန်မှာတော့ Charlotte ကငါတို့ညီမ၃ယောက်တူတူကြပြားတွေစုရေးပြီးတော့စာအုပ်လေးတစ်အုပ်ထုတ်ဝေချရရောလို့ပြောတဲ့အခါမှာ Emily နဲ့ Anne ကလည်းသဘောတူညီခဲ့တယ်ဒီလိုနဲ့ပဲနောက်ဆုံးမှာကြပြားစာအုပ်လေးတစ်အုပ်စတင်ထုတ်ဝေခဲ့တာပေါ့စတင်ထုတ်ဝေချိန်မှာတော့နှစ်အုပ်သာရောက်ရခဲ့ပြီးမဲ့လေသူတို့ညီမ၃ယောက်ကလက်မလျှော့ပဲနဲ့ကြပြားရေးသားခြင်းကိုဆက်လက်လုပ်ဆောင်ခဲ့တယ်သူတို့ရဲ့ညစာထမင်းစားဝိုင်းနေမှာအမြဲတမ်းလိုသူတို့ရေးတဲ့ကြပြားတွေအကြောင်းအမြဲတမ်းဆွေးနွေးတိုင်ပင်လေးရှိကြတယ်ဒီလိုဆွေးနွေးတိုင်ပင်ရင်းနဲ့ပဲသူတို့ကသူမတူတဲ့ဝတ္ထုတွေကိုစတင်ရေးသားခဲ့တယ်အဲ့လိုဝတ္ထုတွေထွက်လာတဲ့အချိန်မှာတော့အရာကိုကြီးမားတဲ့အောင်မြင်မှုရရှိလာခဲ့တယ်ဒီလိုဝတ္ထုတွေထွက်လာချိန်မှာတော့လူအများကဒီလိုစာပေအရေးအသားကကျေးလက်ဒေသမှာရှိတဲ့အမျိုးသမီး၃ယောက်ရေးတယ်ဆိုတာကိုဘလို့မှမယုံကြည်နိုင်တော့အောင်အံ့ဩခဲ့ရတာပေါ့ကွယ်ဒါကြောင့် Charlotte တို့ညီမ၃ယောက်ကလန်ဒန်ကိုခရီးထွက်ခဲ့ပြီးတော့ငါတို့ကတကယ်စာရေးဆရာပါကောင်းနေဖြစ်တယ်ဆိုတာကိုသက်သေပြခဲ့ကြတယ် Charlotte တို့ညီမ၃ယောက်ရေးတဲ့ဝတ္ထုစာအုပ်လေးကိုဘာသာစကားအများအပြားနဲ့ဘာသာပြန်ဆိုထားတဲ့အတွက်ကြောင့်ကမ္ဘာပေါ်မှာရှိတဲ့တောင်ပေါင်းများစွာသောလူတွေကဖတ်ရှုလေ့လာဖြစ်ခဲ့ကြတာပေါ့ကွယ်ဒီပုံမြင်လေးကိုအခြေခံပြီးတော့တီတီကမိမိလေးတို့ကိုပြောပြချင်တာရှိရဲ့အရာရာကိုတယောက်တည်းလောက်တာထက်စုပေါင်းလောက်ဆောင်တာကပုံမကောင်းမွန်နေဆိုတာရဲ့တူတူရိုင်းမင်းကူညီရင်လောက်ဆောင်တဲ့စိတ်ထားလေးဆိုတာလေကောင်းမွန်တဲ့စိတ်ထားလေးဖြစ်ကြောင်းတီတီကပြောချင်တယ်ကဲပုံမြင်လေးကိုနားထောင်နေတဲ့ပရိသတ်ကြီးကလည်းနောက်ထပ်ပုံမြင်အသစ်လေးတွေကိုနားထောင်ဖို့ပြောကြရင်းနဲ့တီတီရဲ့ပုံမြင်လေးတွေကို like and share လုပ်ပေးဖို့မမေ့နဲ့နော်တတာ